ဟုတ်ကဲ့မင်္ဂလာပါခင်ဗျထူးခြားဖို့ channel ကနေကြိုဆိုပါရခင်ဗျကျွန်တော်ဒီမှာ break ရှေ့လေးပြီးပြန်ပြီးစဉ်းစားထားတယ်ဗျဒီမှာ9ခုနေပြီး6နှစ်9 563ထွက်တော့ဗောနော်38ခွန်8 break 93184 495 8 break ပြီး214ဒီအောက်ချိန်အတွက်ဗောနော်အဲ့ဆို9ခုနှစ်ဗောနော်ဒီခါးတိုင်လေးနဲ့ဗောအဲ့ကြံနေတဲ့ဒီ9လုံးလေးဗောနော်ဒီလိုလေးပေါင်းကြည့်ရင်သူက3ချလို့ဖြစ်ခဲ့တယ်ဖြစ်ခဲ့တော့ကျတော့ဒီ6ခါရရဗောနော်6ခါကဘယ်လိုပြန်လုပ်မလဲဆိုတော့ဒီမှာ9နှစ်ကျန်ခဲ့ရနော်6နဲ့9နဲ့ပေါင်းရင်9ဆို900ပေါ့အဲဆို9ထိပ်ထွက်လာတယ်9ထိပ်ထွက်လာတော့ဒီရဲ့9ကဒီကြံနေတဲ့2နဲ့ဒီတစ်ခုခုနဲ့ပေါ့နော်2နဲ့3နဲ့ပေါင်းမှ9ဖြစ်မှာလေအဲဆို2နဲ့3နဲ့ပေါင်းခြင်းက9ဖြစ်တယ်အဲဆိုရင်963ဒီမှာထွက်ခဲ့တယ်ဒီ38ခွန်တော့လေလို့ပဲဒီအလဲဟလေးပေါ့နော်9လုံးပေါင်းကြည့်လိုက်ရင်တူတယ်က3ညပဲရတယ်အဲ့ဆိုရင်ဒီမှာ10ခါရတယ်ဗျာ10ခါကကျွန်တော်ဒီကြံနေတဲ့3လေးနဲ့လှမ်းပေါင်းကြည့်မယ်10နဲ့3နဲ့ပေါင်းရင်1ဆို1ထိပ်ရခဲ့တယ်အဲ့ဆိုရင်ဒီ1ထိပ်လေးရပေါ့နော်1ထိပ်လေးကဒီကြံနေတဲ့ခွန်နဲ့4နဲ့ပေါင်းမှ1ဖြစ်မှာဟုတ်အဲ့ဆိုရင်4ပိတ်ရမယ်1ရှိလေးထွက်ခဲ့တယ်ဗျ495ပေါ့နော်ခုကတော့ဒီခါတိုင်းလေးကြံတဲ့9လုံးနဲ့ပေါင်းကြည့်ရင်3ညဖြစ်ဖို့ဆိုရင်ဒီမှာ4လေးထည့်မယ်4ခါထည့်မယ်ဆိုရင်3ညဖြစ်မှာ3ညဖြစ်တော့ကြတော့ဒီမှာ4ရဲ့ပေါင်းခြင်းက8ဆိုတော့8ထိပ်ရမယ်8ထိပ်ရမယ်နော်8ထိပ်ရမယ်ဆိုတော့ဒီရဲ့9နဲ့တစ်ခုနဲ့ပေါ့နော်9နဲ့3နဲ့ပေါင်းမှ8ဖြစ်မှာဟုတ်အဲ့ဒါ8ထိပ်ရတော့ကျွန်တော်ဒီရဲ့9ရဲ့ဒီ3လေးရဲ့ပေါင်းကြည့်တော့8ဖြစ်တယ်အဲ8လေး3ကြားလာမသိဘူးခင်ဗျနောက်တစ်ချိန်ပြန်ပြောပါမယ်ခင်ဗျဒီမှာ9ခုနဲ့10ပိတ်ထွက်ပြီးတော့ကျွန်တော်ဒီ9လုံးပေါ့နော်ပေါင်းကြည့်တာ3ညဖြစ်ခဲ့တယ်3ညဖြစ်ခဲ့ဆိုတော့ဒီ6ခါရရပါတော့6နဲ့9နဲ့ပေါင်းကြည့်လိုက်ရင်9ထွက်လာမယ်အဲ့ဒီ9လေးက2နဲ့3နဲ့ပြန်ပေါင်းရင်9ဖြစ်ရမှာဆိုတော့2နဲ့3ဆိုတော့3ပိတ်ရ9ထိပ်ရ963ထွက်တယ်နောက်တစ်ခုက38ခွန်10ပိတ်မှာဆိုဒီကြံလေး9လုံးနဲ့ပေါင်းကြည့်ရင်3ညဖြစ်တယ်3ညဖြစ်တော့ဒီမှာ10ခါရခဲ့ပါတော့10နဲ့3နဲ့လှမ်းပေါင်းကြည့်ရင်1ဖြစ်မယ်အဲ့1လေးကဒီလိုလှမ်းတက်မှာဆိုတော့ခွန်နဲ့4နဲ့ပေါင်းမှ1ဖြစ်မှာ1ရှိလေးပေါ့နော်နောက်တစ်ခါ495 10ပိတ်မှာဆိုဒီ9လုံးပေါ့နော်9လုံးပေါင်းကြည့်ရင်3ညဖြစ်မယ်3ညဖြစ်မယ်ဆိုတော့4ခါရမယ်4ခါဆိုတော့4နဲ့4နဲ့ပေါင်းကြည့်ရင်8ထိပ်ဆိုပြီးထွက်လာမယ်အဲ့8လေးကဒီ9နဲ့3နဲ့ပေါင်းခြင်းမှာ8ဖြစ်မှာဆိုတော့843ဆိုပြီးဒီမှာထွက်လာဗျနောက်ဆိုင်လေးပါဗျကျွန်တော်ပြီးခဲ့ပထမကတ်မှာတော့4ပါပြီးနဲ့စဉ်းစားပေးထားတယ်ဒီတစ်ခါ4ပိတ်ပြီးနဲ့စဉ်းစားလိုက်မယ်ဗျ914 4ပိတ်184 4ပိတ်214 4ပိတ်ပေါ့နော်အဲ့ဆို914 4ပိတ်ဆိုတော့ဒီကျန်တဲ့9တစ်က6ပေါ့နော်6လုံးပိုင်နဲ့6ပေါ်က1ဆိုပြီး6တစ်တွေလေးထွက်ခဲ့တယ်6တစ်တွေလေးထွက်ခဲ့တယ်နော်ဒီမှာတော့184ပေါ့နော်4ပိတ်18ပေါင်းခြင်းက9ဆိုတော့9ပေါ်က4ဆိုပြီး9လေးထွက်ခဲ့တယ်9 4 5ပေါ့နော်214ပေါ့နော်214မှာဆိုရင်2ပေါင်းခြင်းက3ဆိုတော့3ပေါ်က8 38တွဲလေးပေါ့နော်အဲဆိုရင်ဒီမှာ6တစ်တွဲဆိုတော့ဒီမှာဗျာ6တစ်ဆိုတော့1ထည့်ကြီးတာ2ပြရိုက်ထားလားပေါ့နော်ဒီမှာလဲ9လေးတွဲရတယ်4ထည့်ကြီးရတဲ့ပွင့်က9လိုပဲရိုက်ထားလားပေါ့နော်အဲဆိုရင်ဒီမှာ38ပေါ့နော်38တွဲရတယ်ဆို8ထည့်ကြီးရတဲ့ပွင့်က9ပေါ့နော်ဒါမှမဟုတ်3ထက်ကြီးရဲ့တပွင့်က4ဖြစ်မလားပေါ့နော်384 389ပေါ့နော်ဒီမှာလည်းပြန်ကြည့်ပါဦးဗျဒီမှာ6တစ်တွဲရတော့ခွန်နော်ခွန်ပေါ်က2လားပေါ့နော်9လေးပဲပေါ့နော်9လေးလဲဆိုတော့ပေါင်းကြီးက3နှစ်ခတ်5လားပေါ့နော်ပါဝါနှစ်ခတ်တဲ့ဆိုရင်38ပေါင်းကြီးက1ဆိုရင်381လို့ယူဆလို့ရတယ်ဗျဒါဆိုရင်ကျွန်တော်က389ရဲ့384ရဲ့381ရဲ့ထုတ်ထားရဗျအပေါ်ကနည်းနဲ့တော့တူနေတယ်843ပေါ့နော်ဒီမှာ384ပါနေတယ်တကယ်လို့ကြိုင်းနေတဲ့လို့ရင်ကိုကြိုက်ထားတာနဲ့ပေါ့နော်ကိုတွေ့ထားတာနဲ့ကြုံကြိုက်တယ်ကြိုင်းနေသက်တယ်ဆိုရင်ဒီ site လေးကိုချက်ပြခြင်းဖြစ်ပါတယ် site လေးရကြိုင်းနေသက်ဖို့ကောင်းပါတယ်ဟုတ်နောက်တစ် site ဖြတ်နောက် site ကဟောပေါ့နော်ထိတ်ကအပိတ်ကိုဇောင်းရိုက်ပြီးတဲ့ချိန်ပေါ့နော်ဒီမှာ9ခုနဲ့ထွက်ထားရဗျ9ကခုနဲ့ပေါင်းခြင်းနဲ့9ဖြစ်တယ်ဒီ9ထိတ်က9ပိတ်ကိုလည်းရိုက်ထားဖြစ်တယ်ဒီ9က9နှစ်ခတ်6လို့လည်းရိုက်ထားဖြစ်တယ်နောက်ပြီးတော့ဒီထွက်ထားတဲ့ခဏ495ပေါ့နော်4ကနောက်လုံးပေါင်းခြင်း4နဲ့လည်းတူတယ်ဒီ4ထိတ်ကအပိတ်ကိုလည်းထွက်ထားတယ်4နှစ်ခတ်2လို့လည်းရိုက်ထားတယ်ရိုက်ချက်ကတော်တော်တူနေတယ်အဲ့ဆိုရင်ကျွန်တော်ပေါင်းခြင်းနီးနဲ့စဉ်းစားကြည့်မယ်ဗျ9ခုနဲ့ပေါ့နော်အဲ့ဆိုရင်9က9ပိတ်ရိုက်ထားတယ်ဆိုတော့ဒီ9ကဒီလို2ဆိုပြီး9လို့ရိုက်ထားလားပေါ့နော်ခွန်6ဆိုပြီး9လို့ရိုက်ထားလားမသိဘူးအဲ့ဆိုရင်9 6တွဲရမယ်ပေါ့နော်
အခုချိန်အတွက်စဉ်းစားမယ်ဆိုရင်495ပေါ့နော်214 404ပိတ်လို့ရိုက်တယ်အဲဆိုရင်918ထည့်ရမှာပေါ့နော်4ဖြစ်ဖို့အတွက်ဒီမှာဆိုရင်921ပေါင်းချင်း1ဆိုတော့3ထည့်ရမှာပေါ့နော်အဲဆိုရင်83တွဲရမယ်ဟိုဘက်မှာလည်းကျွန်တော်တို့83တွဲတွေရထားတယ်အဲဆိုရင်ဒီမှာတော့ဘယ်လိုထွက်ထားလဲမသိဘူးဒီ6ထိတ်က6ပိတ်လို့ရိုက်လို့ဒီနှလုံးပေါင်းချင်းပေါ့နော်ကြံနေတဲ့တစ်လုံးပေါ့နော်96တွဲရထားတယ်ဗျာနောက်နှလုံးပေါင်းချင်း9လို့ရိုက်ထားလားမသိဘူးပေါ့နော်9နှစ်ခတ်3လို့ရိုက်ထားလားပေါ့အဲဆိုရင်ကျွန်တော်83တွဲရထားတာဆိုတော့ဒီ4က4လို့ကစားထားတာဆိုတော့နှလုံးပေါင်းချင်း4လို့ဖြစ်ဖို့အတွက်ဆိုရင်1ထည့်မယ်813ပေါ့နော်ဒါမှမဟုတ်8နှစ်ခတ်1လို့ထည့်မယ်ဆိုရင်လည်း831ပဲဒီအောက်ကဟာလီကတော့နော်83တွဲရတယ်ဗျာနှလုံးပေါင်းချင်း4လို့ဒီလိုလှမ်းထည့်မယ်ဆိုရင်86လို့ထည့်မှာလေအဲဆိုရင်836လို့ကျွန်တော်ထပ်ထုတ်ပေးထားတယ်အဲဆိုကျွန်တော်ရတာ831ရယ်836ရယ်ပေါ့နော်ဒီမှာ843ဒီမှာ389 384 381ခဏနေရတူနေဗျဒီမှာအောက်မှာရေးထားပေးပါတယ်ဗျဒီ6ထိတ်6ပေပြီးဇောင်းရိုက်ပြီးကိုကျွန်တော်နောက်တစ်နည်းစဉ်းစားထားတာရှိတယ်ဒီပုံစံကျွန်တော်ပို့ပြီးကြိုက်နေရဗျ9ခုနှစ်ပေါ့နော်9ကဒီလိုခုနောက်လုံးပေါင်းချင်း9ဒီ9က9ပိတ်9နှစ်ခတ်6နော်အဲ့လေအကုန်လုံး9လို့ပဲသွားထားတာအဲ့ဆိုရင်ဒီ9ကရှေ့လေးလုံးပေါင်းချင်းလာပြီး9ဖြစ်နေတယ်ဗျာ9ဖြစ်နေတော့ကျွန်တော်တို့ဒီထဲကတစ်လုံးကိုတော့အပိုင်ရမှဖြစ်မှာလေပိုင်ရမှဖြစ်မှာဆိုတော့သူက6နှစ်ကိုသူတစ်လုံးပြန်ပေးရထင်တယ်အဲ့ဆိုရင်6တစ်လုံးပြန်ပေးရဆိုရင်ကျွန်တော်တို့ total 9ဖြစ်ဖို့အတွက်ဆိုရင်6နဲ့2ပေါင်း4ဆိုတော့9တစ်လုံးပဲထည့်ရမှာအဲ့ဆို96တွဲရလိုက်96တွဲထွက်လာဆိုတော့ပေါက်ဖို့နီးသွားပြီပေါ့နော်နောက်တစ်ခုက495 4ထိတ်95နောက်လုံးပေါင်းကြီးက4အဲ့4ထိတ်ကလည်း4ပေးလို့ရတယ်4နှစ်ကလည်း2ရိုက်ထားတယ်အဲ့ဆိုရင်ဒီအကုန်လုံး4လုံးရှေ့လုံးပေါင်းချင်းကလေ4ဖြစ်မယ်ဆိုရင်ဒီမှာ2တွဲရှိတယ်3ရှိတယ်အဲ့ဆိုရင်အတွဲကရှေ့လုံးပေါင်းချင်း1ဖြစ်ရမှာပေါ့1ဖြစ်မယ်ဆိုကျွန်တော်တို့ကဏ္ဍအများကြီးရှိရလေအများကြီးထွက်မှာဆိုတော့သူကပေးထားပုံရဆိုရင်ဒီ2ထဲကကီးတစ်လုံးရိုက်မယ်ကီးတစ်လုံးရိုက်မယ်ဆိုတော့2တစ်လုံးရိုက်မယ်ဆိုပါတော့အဲ့ဆိုရင်3ရှိတယ်2ဒီမှာ2ထည့်မယ်ဆိုရင်5ဖြစ်မှာပေါ့နော်ဟုတ်2 3 2ထည့်မယ်ဆိုရင်5ဖြစ်မယ်4ဖြစ်ဖို့အတွက်ဆိုရင်9ထည့်လိုက်မှာပေါ့နော်အဲ့ဆိုရင်9နှစ်တွဲရမယ်ဒီမှာ2 3ရှိတယ်ဒီမှာ1တာအလုံးပိုင်းရိုက်မယ်ဆိုရင်နှလုံးပေါင်း1အရာ1 3တွဲဖြစ်မယ်ဒီ site ကပြီးမယ်လို့ထင်တယ်4ကဒီလို4ပိတ်ဒီလိုလဲ4 9ကဒီလို9ပိတ်ဒီလိုလဲ9အဲ့ဆိုရင်ကျွန်တော်9နှစ်တွဲတော့တော်တော်ကြိုက်တယ်ပြီးခဲ့ပထမကတ်နှုံးကကျွန်တော်ထည့်ပေးထားတာ239လောက်မသိပါတယ်ဟိုရင်အရင်ချိန်တော့73ချိန်တော့လည်းအဲ့လိုပဲ293တော့243တော့ပါတာပဲအခုလည်းပြန်ရနေလို့လေဆိုရင်9နှစ်ဆိုတော့ကျွန်တော်ကဒီဘယ်လိုပြောမလဲ3အပိုင်လေးနဲ့ပဲဒီ3ပိတ်ပေါ့နော်3အပိုင်လေးနဲ့ပဲယူလိုက်မယ်ဗျာယူလိုက်မယ်ဆိုရင်9နှစ်3တော့ကျွန်တော်လောတယ်တအားကြိုက်နေလို့ဒါလေးကိုမျှဝေခြင်းဖြစ်ပါတယ်ဒီမှာရှေ့ရလေးကျွန်တော်ထုတ်ထားပေးတယ်ကျွန်တော်မိတ်ဆွေတို့ပေါ့နော်ရထားတာလေးနဲ့တိုက်ဆိုင်လို့ရှိရင်ဒီမှာ site လေးကြည့်ပြီးတော့စဉ်းစားလို့ရအောင်လို့ပေါ့နော်ဒီ site လေးဖြစ်နိုင်တယ်ပေါ့နော်ငါကြိုက်တဲ့ကဏ္ဍလေးနဲ့ okay လောက်တယ်ဆိုရင်ဒီကဏ္ဍလေးနဲ့တိုက်ဆိုင်နေတော့နေရာလေးပြောင်းပြီးထွင်ထိုးပေါ့ဗျာကျွန်တော်ကတော့ရှစ်ထိတ်နဲ့ကြိုင်ပါဒီ site ရဆိုရင်ရှစ်ထိတ်နဲ့ပဲဒီတိုင်းလေးဆင်ထားပေးတယ်